အိမ်လာနေတာမအိမ်ကိုကြည့်ကြည့်နေဆိုလို့လေအားကြောင့်ဟုတ်တယ်အိမ်တက်ပြီးကြတဲ့အဲ့ဒါပြိသက်တွေကိုအမအိမ်ရဲ့ပြင်ဆင်ပုံလေးဖွဲ့စည်းပုံလေးတွေပေါ့နော်အမရေးရိုက်ပေးပါအောင်ဆိုပြီးတော့ပြိသက်တွေကပြောထားတာအမအလုပ်တွေရှုပ်နေရတဲ့ခီးတွေသွားနေရတဲ့ဟိုအိမ်တက်ပြီးကြတဲ့ပေါ့နော်မရိုက်ပေးဖြစ်သေးဘူးပေါ့နော်အဲ့ဒါကြာသွားတယ်ဒါလေးတွေဘယ်လိုလေးတွေလုပ်ထားတယ်ဆိုတာလေးကိုပြောပြမယ်ဆိုပြီးတော့ဒီနေ့မနက်လေးနည်းနည်းအားနေအပြင်မသွားခင်လေးရိုက်ပြလိုက်တာပေါ့နော်အခုဒါကတော့အခုဝင်လာတဲ့အချိန်မှာဒါ living room ပေါ့အမရဲ့ common living room ပေါ့ဧည့်သည်လာလို့ရှိရင်အရင်ဆုံးတွေ့ရမယ်အခန်းလေးဒီຢာလေးမဝယ်ခင်ကတည်းကဒီအခန်းလေးကိုစိတ်ကူးကရှိပြီးသားဘယ်နေရာလေးမှာဘာထားမလဲပေါ့အမရဲ့ living room ထဲမှာဆိုလို့ရှိရင်ဘာကြီးပါမလဲဆိုလို့ရှိရင်living room ထဲမှာဖျားခန်းလေးလည်းပါတယ်ပေါ့နော်ပြီးအရှိမ veranda လေးလည်းရှိမယ်ပေါ့နော်သဘောကျတာပါလဲဆိုတော့ခုနကတော့အမဟိုဖျားပန်းလေးတွေလဲတယ်ဖျားကျောင်းဆောင်တန်ရှင်းရေးလေးတွေလုပ်တယ်ပေါ့နော်ဒီအရှိမ veranda မှာဘေးစင်လေးလည်းပါတော့တခါတည်းဖျားပန်းလဲတခါတည်းစွန်းတော့ပြင်တာတို့ပါတော့အကုန်လုံး veranda မှာလုပ်လို့ရတယ်ပြီးဖျားကတ်လို့ရတယ်တခါတည်းဖြစ်တယ်ဆိုတော့ဒီနေရာလေးကိုလည်းသဘောကျရဲပေါ့နော်ပြီးွားရင်ဒီ air gun လေးပေါ့air gun လေးကကြတော့ဒါဒီတစ်ခန်းလုံးကို customize လုပ်ထားတာနေရန်တွေရောဒီ light ကာတွေရောဒီ furniture တွေရောအကုန်လုံးကိုအမက customize ပြန်ပါထားတာပေါ့အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီခုံလေးပေါ့ဒါပရိသတ်တွေကတော့အမြဲတမ်းဟို eye catchy ဖြစ်ပြီးတော့ပုံတိုင်းမှာပါနေပြီးတော့ဒီခုံလေးတွေတွေ့ရမနှမ်းစုအိမ်ပေါ့အဲ့လိုမျိုးလေးဖြစ်အောင်လို့ねဆိုတာ customize လေးလုပ်ထားရပေါ့နော်ဒါကတော့ shine furniture အနေနဲ့ဆိုစက်ရုံကနေပြန်မှာထားတာပါဟိုတငယ်ချင်းရဲ့စက်ရုံဖြစ်တဲ့အတွက်လှလှလေးထွက်လာရဲပေါ့နော်ကိုလိုချင်တဲ့ design ကို Pinterest မှာရှာပြီးတော့ကိုအိမ်လေးနဲ့လည်း like ဖတ်မယ်ပေါ့နော်ဆိုတော့နည်းနည်း classic ဘက်ကိုသွားလိုက်တယ်ဘာလို့ဆိုဒီအိမ်ကစဝယ်ကြရဒီကျိုးနေနေပဲတကားတွေရောဗီဒီယိုတွေရောဒီ TV စင်ရောကျိုးလေးတွေနဲ့ပဲဖြစ်နေတဲ့ခါကျတော့အဲ့ဒါနဲ့ like ဖတ်အောင်လို့ဆို classic design ကိုပဲရွေးချယ်ခဲ့ရပေါ့နော်အဲ့တော့ sofa လေးကိုလည်း Pinterest ကပုံလေးပြပြီးတော့အမကဟိုတငယ်ချင်းကိုမှားတဲ့အချိန်မှာဟိုအမလိုချင်တဲ့ design တိုင်းထွက်လာတဲ့အပြင်ကိုcolor ကလည်းဆက်ဆက်ပြပြလေးရလာတယ်ပေါ့နော်ဒီ color နဲ့ like ဖတ်အောင်ဆိုပြီးတော့အမက like ကာကိုပြန်ပြီးစဉ်းစားတော့ရွှေခန်းစည်း like ကာမှာပဲအမက customize app ပြီးမှာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုမှာတယ်သူတို့ကိုလည်းကျေးဇူးတင်ပါတယ်ဒီခုံရဲ့ပိတ်စာကိုပေါ့နော် fabric ကိုပေးပြီးတော့သူတို့ရှာခိုင်းတာဒီအကြောင်းတိုင်းစင်တူဖြစ်ရမယ်နော်ဆိုတော်တော်ခက်ခဲတယ်ခရမ်းရောင်ဆိုပေမဲ့ခရမ်းရောင်ပေါ်မှာအနုအရင်မောင်း3သိန်းလောက်ထွက်လာတယ်အများကြီးပဲဟိုပြန်ရွေးရတာအမအဲ့ဒါတွေပဲဟိုတစ်လခွဲလောက်ကြာသွားတယ်အဲ့အယောင်ရွေးနေတာနဲ့ပဲနည်းနည်းနှုတ်သွားတယ်နည်းနည်းရှင်းသွားတယ်ပေါ့နော်သူတို့မရမကနဲ့စုအကြိုက်ဖြစ်အောင်ရအောင်လိုက်ရှာပေးတယ်အဲ့တော်တော်ကြာသွားတယ်ကြာပြီးတော့မှချုပ်တာရောဘာရောအပြီးစီးဆိုရင်တော့တစ်လခွဲလောက်တော့ကြာသွားတယ်ရှာရလို့ပေါ့နော်နှမို့ဆိုတော့အဲ့လောက်မကြာဘူးပေါ့အဲ့တော့ပြီးတော့အဲ့ဒီ like က design ကိုလည်းအမအဲ့ဒီ Pinterest ကအမအခန်းနဲ့ like အောင်လှပအောင်မို့ခုံနဲ့လည်းလိုက်အောင် classic design ဖြစ်အောင်ဆိုပြီးတော့ဒီလို3ထပ်ပေါ့အဲ့လိုဇာလေးတွေအမွှေးလေးတွေပါတာကာလာ2ရောင်ဆက်တာခုံကလည်းမီးခိုးရဲ့အဖြူရဲ့ခရမ်းလေးရဲ့ဆက်ထားဆိုတော့လိုက်ကောင်လည်းအဲ့လိုဆက်ချင်တာအဲ့ဒါလေးကိုရှာပြီးတော့ရွှေခန်းစည်းလိုက်ကောင်ကိုတေချာလေးပြပြီးတော့လုပ်ခိုင်းတာပေါ့နော်အဲ့ဒါနဲ့သူတို့ကလုံးဝကွက်တီကိုအမလိုချင်တဲ့ design ထွက်လာတယ်အဲ့အတွက်ကျေးဇူးတင်တယ် shine furniture ကလည်းကျေးဇူးတင်တယ်ရွှေခန်းစည်းလိုက်ကောင်ကိုလည်းကျေးဇူးတင်တယ်ဘာလို့ဆို2ယောက်စလုံးလည်းအမကိုချစ်လို့ဆိုပြီးအများကြီးရှော့ပေးကြတယ်